ချစ်စရာလေးတွေတွေ့လောင်းလေးကနေစုပြီးကြာနေတရတာမင်္ဂလာပါမိတ်ဆွေတငယ်ကြီးအသီးတွေဆိုရင်စိတ်ဝင်စားတဲ့ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေအတွက်ဒီနေ့မိတ်ဆက်ပေးမဲ့အသီးလေးကတော့ဘာသီးလေးဖြစ်မှမသိဘူးเนาะຫນွယ်ပင်ရဲ့အသီးတဲဖြစ်ပါတယ်ကြည့်ပါဦးစားလို့ရမြန်တော့မသိဘူးကဲကျွန်တော်တို့သူ့ရဲ့အပင်အသီးလေးအနီးကပ်လေးဒီလိုကရှုစားကြည့်လိုက်အောင်เนาะကြည့်ပါဦးမိတ်ဆွေတငယ်ချင်းတို့ရေလာနေလိုက်တာဗျာဘာသီးလေးလဲဗျာဝါထိန်နေရနော်ကြည့်ပါဦးຫນွယ်ပင်တော့ရှောင်းပါသီးနေတာဟိုဝါထိန်လေးတွေစားလို့ရမရအောင်မသိဘူးဗျာတူတောင်ຫນွယ်ရတဲ့ပြင်စီကနေပြီးတူတောင်လေးပဲဖြစ်ပါတယ်ဒီမှန်သမျှကိုစိတ်ဝင်စားတဲ့ကျွန်တော်မိတ်ဆွေတွေတက်ကြည့်ပါဦးဗျာအသီးတွေကချစ်စရာနေနော်စားလို့ရမရတော့မသိဘူးဒါຫນွယ်မျိုးပေါ့နော်အခွန်မှာတော့အမွေရှိတယ်တဲ့မကျော်တော့စားကြည့်တာချိုတယ်လို့ပြောတယ်ကျွန်တော်မစားရဘူးစားနေကြမဟုတ်တော့လေຫນွယ်မျိုးပေါ့နော်ຫນွယ်ပင်ရဲ့ပင်စီတောင်းရှောင်းမှာအပုတ်ပွင့်မဲ့ဒီလိုအသီးသီးမှပဲဖြစ်ပါတယ်ဟောဗျာလာတာဗျာဒီခါတော့အသီးဝါလေးတွေတွဲလောင်းလေးတွေကဲလို့ဆိုသူကြနေတယ်ဒါပေမဲ့ကဲလို့ဆိုသူတော့မှလုံသေးတယ်သူကတမျိုးလေးနော်ဟောကြည့်ပါဦးဗျာလာနေလေလားဒါຫນွယ်တောင်းရှောင်းမှာဆိုအသီးကန်သီးနေတာဒီအပင်ကအသီးတော့အောင်တော့ကောင်းတယ်ပုံမှန်ပင်တွေတွေ့ရင်တော့မှဒီလောက်ထိအသီးအောင်တော့တိတ်ကောင်းတော့မတွေ့ရဘူးပေါ့နော်